Hello အားလုံးပဲမင်္ဂလာပါ link တက်ပြီးပြန်နေပြန်နေဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်ရုပ်ကွက်ထဲမှာ studio တော့စားခဲ့တဲ့ video လေးချမ်းကိုတင်ဆက်ပေးချင်ပါတယ်ခင်ဗျာဒီ studio ကိုရုပ်ကွက်ထဲမှာရှိတဲ့ကလေးလူကြီးနှစ်ပါးအားလုံးလာရစားသုံးကြပါတယ်ဗျာပြီးတော့ဒီ studio ကိုဖျားဝဲပြူရင်နေ့လည်စာလွတ်သွားတဲ့လာရစားသုံးသူတွေရှိတယ်လို့ဒီ studio တာဝေလို့ဒီဝင်စားတဲ့လူတွေပေါ့အများကြီးလည်းရှိပါတယ်အထူးသဖြင့်ကလေးတွေကတော့ပုံများတာပေါ့ဗျာ studio တာဝေရဲ့လူတွေလည်း studio တာဝေဖို့စောင့်နေကြတယ်လို့စားဖို့စောင့်နေတဲ့လူတွေလည်းတော်တော်လေးစိတ်မရှိကြတော့ပါဘူးခင်ဗျဒီစောင့်နေတဲ့အချိန်တော့တော်တော်လေးကြာနေပြီပေါ့လို့ဘာကြောင့်လဲဦးလေးနဲ့အတော်ကြီးနဲ့စားနေတာလည်းပြုံးပြီးတော့ကြည်နေကြပါကျွန်တော်ဗီဒီယိုရိုက်တာဒါကတော့လိုအပ်ပေးတဲ့အဖွဲပေါ့ဗျာကျော်ရအများကြီးပဲဒါကတော့သူရဲ့ studio တာလုပ်နေတဲ့ဒီဘူကြီးကျော်နေတဲ့နေရာကိုသွားပြီးရိုက်ခဲ့ပါတယ်တခါကျော်ရင်အချက်ပေါင်း90နီးပါးလောက်ကိုတခါနဲ့ကျော်တာဆိုတော့လေအများကြီးပဲပြီးတော့လေကျွန်တော်မေးတယ်နေပါကလားနေပါလီလားချိုင်းနာလားဆိုပြီးတော့ဒါလည်းသူကျော်နေတဲ့လူတွေရဲ့လိုအားပေးလေးကိုပေါ့နော်ပြချင်လို့ပါအားရပါရကျော်လို့တဲ့လူကလို့တိုင်းနေရှိရတော်တော်အားရစရာကောင်းပါတယ်ခင်ဗျကြည့်နေရင်လည်းကိုကတော့ဝင်မလို့ကူခဲ့ပါဦးသူတို့ဒီ studio တာလို့ဖို့ပေါ့ဗျာဒီလိုကြော်ဖို့အတွက်ချက်ပြုတ်ဖို့အတွက်ဒီနေရာလောက်အချိန်ပေးပြီးတော့လုပ်ရတယ်လို့ပြောပါတယ်ခင်ဗျပြီးတော့ကျွန်တော်လည်းဒီပူရီတစ်ခုစားခဲ့ပါသေးတယ်ဒါတော့ဟို studio တာဝေတဲ့ဖက်မှာတော့ယူထားတာတော့မဟုတ်ပါဘူးခင်ဗျကျွန်တော်ဗီဒီယိုရိုက်နေတာကိုကြည့်ပြီးတော့ကျွန်တော်ရဲ့ဦးလေးက studio တာဝေတဲ့ဖက်မှာတော့တက်စီရမရမှာဆိုလို့ဆိုပြီးတော့သူရဲ့ကြော်ချင်းပေးခဲ့တာပေါ့ဗျာအဲဒီပူရီကိုပူလေးနဲ့တော်တော်လေးစားလို့ကောင်းပါတယ်ဒီမှာတော့အလူအရက်စိတ်တော့အောင်လူရပစ်ယူနေကြတာပေါ့ဗျာစူဂျီတာကျွန်တော်ကတော့ဟာလဝါလေးပဲစားခဲ့ဖြစ်ပါတယ်ဒီဟာလဝါစားနေတဲ့အနောက်ကအကိုရတရပလာတွေကြွားပြီးတော့ကျွန်တော်တော့ဒီဟိုဘက်စူဂျီတာဝေရဲ့နေရာမှာသွားမစားဘဲနဲ့ခွဲတော့အကြော်တဲ့နေရာဘေးနားလေးမှာပဲထိုင်စားနေလိုက်ပါတယ်It's so good. ဒီဗီဒီယိုလေးကိုအစားဆုံးကြည့်ရှုပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ